မင်္ဂလာပါကျမတော့တငယ်ချင်းတွေပေါ်ထက်စီးဆန်တဲ့တန်းပေါ်တယောက်အကြောင်းပြောပြမယ်ရွေးရဖြစ်ပါတယ်အဲ့ဒီတငယ်ချင်းကတော့ အမေကအလောဖစားတဲ့ကြည့်ရတယ်ဟဲ့ဘာပြောနေကြအလောဖစားတဲ့အကြောင်းပြောနေတာနင့်ရောစပိုင်လာပြောပြရမယ်ငါ့ကိုဒီခုလုပ်ပေးဘာလုပ်ပေးရဟာလဲဆိုတော့ရှော့ဒါလေးစမ်းဆိုကြည့်ဘာလို့အခန်းကြီးဆိုလိုက်တာငါဆိုကြည့်ပါဟဲ့လက်လာပဲအနေလေနားလေဘာလို့ရောငါအဲ့ဒီပြောလိုက်တာသူ့ပေးမလို့ဟုတ်ပါဘူးတကယ်ချင်းကတူတုံးမိသားပေးတာစိုးလိုက်ဘလို့နေမဲသိကြလို့အဲ့ဒါဆိုလဲဘာလို့ပေးစိုးနေသေးလဲတုံးမိသားဆိုစိတ်မတတ်လို့လေလှတယ်တော့လွတ်ပြမလို့ပဲလှရတယ်တော့အောင်ကျေးဇူးပဲဘာလဲဒီနေ့ကတော့တငယ်ချင်းတွေပေါ်အထက်စီးဆန်တဲ့မေပိုးအကြောင်းပြောပြသွားမှာပါမေဖို့ကလေးပြုတ်ကြတယ်အော်မပြတ်ပါဘူးအကောင်းရောဘာလို့လဲလက်ဆောင်လာတာဆိုပေမဲ့နည်းနည်းတော့ဆန်လာပါတယ်ကြိုက်တယ်ဆိုရင်ယူလိုက်လေမဟုတ်လေငါလွတ်ပြမှာဒါနဲ့လေနင့်ကိုကလေးပေးလိုက်ပြီဆိုတော့ငါ့ကိုဒီနေ့အိမ်စာလေးပြရတယ်ပြမယ်ဒီကလေးနဲ့လိုက်တာပဲဘယ်ရောက်လဲမေကိုကသူ့ပပဖြစ်လို့ပေးလိုက်တာမေကိုဒီဘယ်ရောက်လဲလက်ဆောင်ပြန်ရွေးငါအဲ့ဒီလေးပြန်လို့ဘာလို့လဲဒီဘက်တော့ပြင်လို့ဆိုငါပန်းချင်လို့အော်ဟုတ်လားအေးပါဟဲ့ဒီမှာတော့ပြမပန်းမေဘူးပြန်တော့လို့ဟာပေးပြီးသားရုပ်ပဲပါနော်အဲ့ဒီကလေးနဲ့လိုက်တော့မနာလို့လို့ကျမစီကပေးပြီးသားပစ္စည်းအောင်မေပိုးကပြန်တောင်းတတ်သူပါဟဲ့ဘာဖြစ်နေစစ်စစ်ရလဲဟုတ်တယ်နော်မနေ့ကမှဝယ်တာငါလည်းနောက်မှလိုက်ဝယ်ဟာရအိမ်ချင်းမေဖို့ဟာရရှိလားရှိတော့ခဏမှာပါလားငါဒီနေ့ချစ်လာရှော့ပေါ်ပါဆိုဒါဆိုတော့ဘာနဲ့တဲမယ်လေငါမနေ့ကမှဝယ်ထားတာငါထားတယ်လို့ဝယ်တာတိတ်မချဘူးဒီဘောမဆိုင်အဝေးပဲပြီးတော့ highlight ထည့်လဲစေးကြည့်ရငါ့ကိုတစ်ခါလေးပဲပြီးလာတယ်နော်အခုငါ highlight ကိုလမ်းနေနေရတယ်ဒီ highlight ကငါ့အတွက်တော့ပို့တယ်လေ30ဒုလား3နေတယ်အဲ့တော့ပို့တယ်နေလဲဘာလို့ငါ့ဘုံဝင်နေတာလဲနေသေးလဲတော်ပြီပိုလီစီရထားလိုက်တော့မယ်ဒီလိုဟာမျိုးရဲ့ကြောင့်တကယ်ချင်းကိုရွေးပေါက်တဲ့နိုင်တယ်ပါရဲ့သူများပြည့်စုံပြည့်စုံတဲ့တုံးတဲ့သူတွေလည်းမပေါင်းရဘူးငါ့အမေမှားထားတယ်ငါနေ့အောင်မတော့ရသေးဘူးနော်တကယ်ချင်းဆိုတာအစ်တိုင်းလူချင်းပဲပေါင်းရတာတဲ့နင်းနဲ့ပေါင်းပြီးတဲ့ငါကမဟုတ်တာပါနေတရားလာနေပြီတော့မေဖို့အဲ့ဒီလိုနဲ့ပဲမေပိုးတယောက်တရားလွန်လာပါလို့လေဟဲ့ဒီလေးလေးလာလိုက်တယ်ငါနိုင်ချိမယ်နော်ငါဆရာရင်ကခဏတော့လို့ငါလည်းတော့တော့တူတာမယ်နိ
စရာမကောင်း။ဘာပြောရဲ။ကိုစလို့တော့ဘူး။ငါခုနကကိစ္စကိုမသိချင်အောင်ဆောင်ပေးမယ်လေယူရ။ငါတော့ဆက်ချင်လို့သွားပြီနော်။ပဲသွားလို့လေ။ငါခုချင်မပြန်အောင်ပေး။ယူရတယ်။ငါတို့ဘာမှမလုပ်ဘူးလေ။ကြည့်ပြီလေနော်။ငါလုံးမယ်ဆိုလုံးလေ။ငါလည်းခုချင်မပြန်တော့မယ်။ငါမှတော့ပါယူရတယ်နော်။ နောက်ဆုံးမှာတော့မေပိုးတရကူရှင်တစ်ဝယ်ပေးလိုက်ရပြီးငင်ကုတ်သွားပါတော့တယ်ပြိတ္တတို့နားမှာရောမေပိုးလိုလူမျိုးရှိကြလား